We need Greenland from a national security. Greenland ကျွန်းကိုအမေရိကန်ကလိုချင်တယ်ဆိုပြီးတော့သမ္မတထရန့်က2025ဒီဇင်ဘာကပဲတရားဝင်ပြောလာပြန်ပါတယ်။အမေရိကန်က Greenland ကိုလိုချင်တယ်ပြောတာအခုမှမဟုတ်ပါဘူး။1869ကနေစတွက်ရင်9ကြိမ်တိရှိပါပြီ။ဒီတစ်ခါသူတို့အကြောင်းပြတာက Greenland ကျွန်းတည်ရှိနေတဲ့အာတိတ်ဒေသဝန်းကျင်မှာရုရှားကတဖြည်းဖြည်းနဲ့သူ့ရဲ့စစ်အခြေစိုက်စခန်းတွေတိုးချဲ့လာတယ်။တရုတ်ကလည်းသိပ္ပံနဲ့သုတေသနလုပ်ငန်းတွေနောက်ရင်းနှီးမြှုပ်နှံမှုတွေကိုမက်လုံးပေးပြီးတော့ Greenland ထဲကိုစတင်အခြေကုပ်လာတယ်။ဒီလောက်ရနှစ်ခုလုံးကအမေရိကန်တို့တော့သူ့ရဲ့မျိုးသားလုံခြုံရေးကိုချင်းချောက်မှုဖြစ်လာတယ်။အမေရိကန်တို့အန္တရာယ်ရှိလာတယ်။ဒါကိုကာကွယ်တားဆီးဖို့အတွက်အမေရိကန်က Greenland ကိုလိုချင်တယ်ပိုင်တဲ့နယ်ဆိုပြီးတော့ပြောတယ်။တချို့ကဒါကအပေါ်ရန်အကြောင်းပြချက်ပေါ့။တကယ်နောက်ွယ်မှာတော့ Greenland ထဲမှာရှိနေတဲ့အတန်စဒတွေအထူးသဖြင့်မြေရှားနဲ့ယူရေနီယံကိုလိုချင်လို့ပိုင်ချင်တာဆိုပြီးတော့ဆွဆွဲတယ်။ဒီနေ့ focus မှာ Greenland ပိုင်ဆိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အခြေခံအကြောင်းတရားတွေနဲ့နောက်ွယ်ကကိစ္စတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ I don't want to be American. I don't want to be Dane. One day we're going to become independent. Greenland ကြောင့်ပြောမယ်ဆိုရင်ဒိန်းမတ်နိုင်ငံကနေခွဲထွက်ပြီးတော့လွတ်လပ်တဲ့နိုင်ငံထူထောင်မှုစ조사နေတဲ့ Greenland လွတ်လပ်ရေးလှုပ်ရှားမှုကိုတော့ခြံထားလို့မရပါဘူး။ဒီလှုပ်ရှားမှုဘယ်လိုစတင်ခဲ့တယ်လဲဆိုတာသိရဖို့ Greenland ရဲ့သမိုင်းကြောင်းကို18ရာစုကနေစတင်ခြင်းပါတယ်။18ရာစုစောပိုင်းမှာနော်ဝေးဒိန်းမတ်ဘုရင်ဟာပျောက်ဆုံးနေတဲ့ Viking လူမျိုးတနည်းအားဖြင့်သူတို့နဲ့မျိုးရိုးဗီဇရောသမိုင်းကြောင်းရာရောနီးစပ်နေတဲ့ Viking လူမျိုးတွေကိုရှာဖွေဖို့နဲ့ Greenland ကျွန်းကသူတို့ရဲ့ဘိုးဘွားပိုင်မြေဖြစ်ကြောင်းကလိမ့်မှုတွေစူးစမ်းလေ့လာရေးဖွဲ့တွေဆေလွတ်ခဲ့တယ်။ဒီနေရာမှာသူတို့ပြောနေတဲ့ Viking လူမျိုးတွေကိုတော့ Greenland ကျွန်းမှာမတွေ့ခဲ့ရဘူး။ဒါပေမဲ့ကနေဒါလို့အလက်စကာတို့ကနေရွှေ့ပြောင်းလာတဲ့ဌာနေအင်ဒုရက်လူမျိုးတွေကိုတော့တွေ့ရှိခဲ့ရတယ်။ဘလို့ပဲဆိုဒီခီးစင်တွေက Greenland ကျွန်းပေါ်မှာဒိန်းမတ်ကအချုပ်ချာအာဏာကိုစတင်အုပ်မြစ်ချပေးခဲ့တယ်။1921မှာတော့ဒီဒိန်းမတ်တသနာပြုတွေကျွန်းပေါ်ကိုထပ်ရောက်လာပြီးတော့ဌာနေအင်ဒုရက်လူမျိုးတွေကိုခရစ်ယာန်ဘာသာတွင်ခဲ့တယ်။တဖြည်းဖြည်းနဲ့ဒီ Greenland ကျွန်းဟာလည်းဒိန်းမတ်ကကိုလိုနီနယ်မြေဖြစ်ကိုပြပြဖြစ်ပေါ်လာခဲ့တယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်း1940ပြည့်နှစ်မှာတော့နာဇီဂျာမနီကဒိန်းမတ်ကိုဒိန်းမတ်လိုက်တဲ့အခါမှာဒီ Greenland ကျွန်းနဲ့ဒိန်းမတ်ကလုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။အဲ့ဒီမှာဂျာမနီကျူးကျော်လာမှာကိုကာကွယ်ဖို့တနည်းအားဖြင့်ဂျာမနီဆက်လက်ကျူးကျော်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့အမေရိကန်က1941ခုနှစ်မှာ Greenland ကျွန်းကိုဝင်ရောက်တပ်ဆွဲခဲ့တယ်။ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံး1945အထိ9နှစ်တည်းအမေရိကန်က Greenland ကျွန်းပေါ်မှာအခြေစိုက်ပြီးတော့ကျွန်းရဲ့အုပ်ချုပ်ရေးတွေကိုအဓိကမောင်းနှင်ခဲ့တယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးတော့1946ခုနှစ်မှာGreenland ကျွန်းကအမေရိကန်လုံခြုံရေးအတွက်မဟာဗျူဟာမြောက်အရေးကြီးတဲ့အတွက်ကြောင့်ဒိန်းမတ်စီကနေဒေါ်လာတန်း100နဲ့ဝယ်ခဲ့တယ်။ဒိန်းမတ်ကတော့မရောင်းခဲ့ပါဘူး။ဒါပေမဲ့1951ခုနှစ်မှာတော့ဒိန်းမတ်နဲ့အမေရိကန်တို့က Greenland ကာကွယ်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့နေတိုးရဲ့စစ်ရေးလိုအပ်ချက်အရ Greenland ကျွန်းပေါ်မှာအမေရိကန်တို့အနေနဲ့စစ်အခြေစိုက်စခန်းတွေတရားဝင်ထားခွင့်ရလာတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ကိုလိုနီစနစ်ကလည်းပြတ်သုံးသွားခဲ့တယ်။ဒါကြောင့်1953ခုနှစ်မှာဒိန်းမတ်က Greenland ကျွန်းကိုသူတို့ရဲ့ကိုလိုနီနယ်မြေကမှတဆင့်ဒိန်းမတ်နိုင်ငံရဲ့ခရိုင်တစ်ခုဖြစ်ပြောင်းလဲခဲ့တယ်။ Greenland ကျွန်းသူကျွန်းသားတွေကိုလည်းဒိန်းမတ်နိုင်ငံသားဖြစ်အသိအမှတ်ပြုခဲ့တယ်။ဒါအပြင်ဒိန်းမတ်စကားကိုလည်းရုံနှုံးဘာသာစကားလုပ်ခဲ့တယ်။ဒီလိုရဲ့ကြောင့် Greenland စကားကတဖြည်းဖြည်းနဲ့မှိမ့်မိန်လာတယ်။ဆိုးတာက Greenland ကလေးငယ်တွေအများပြားကိုကလေးတွေနဲ့မိသားစုသဘောဆန္ဒမပါဘဲနဲ့မိသားစုတွေစီကနေခွဲထုတ်ပြီးတော့ဒိန်းမတ်နိုင်ငံတောင်ပိုင်းကဘော်ဒါကျောင်းဆောင်တွေမှာကြီးပြင်းစေခဲ့တယ်။တဘောကကလေးတွေကို Greenland ယဉ်ကျေးမှုနဲ့အဆက်ပြတ်စေပြီးတော့ဒိန်းမတ်ယဉ်ကျေးမှုတွေကိုတွင်းလိုက်တယ် cultural assimilation လုပ်ခဲ့တယ်ဆိုပါတော့ပိုပြီးဆိုးတာက1960 1980ကာလတွေမှာGreenland မျိုးသမီးတွေဘယ်လောက်ထိဆိုးလဲဆိုတော့အသက်12နှစ်13နှစ်အိမ်တော်မပြုတ်ရသေးတဲ့အမျိုးသမီးငယ်တွေအပါအဝင် Greenland မျိုးသမီးထောင်ပေါင်းများစွာကိုသူတို့ရဲ့သဘောဆန္ဒမပါဘဲနဲ့သူတို့ဘာလုပ်သွားတယ်ဆိုတာမသိလိုက်ရဘဲနဲ့တအိမ်ထဲမှာတရေသားပစ္စည်းတွေလျှို့ဝဲထပ်တွင်းခဲ့တယ်ကလေးမရအောင်လုပ်ခဲ့ပါတယ်ဒါက Greenland လူကြီးတိုးနှုံးကိုထိန်းချုပ်ပြီးတော့ဌာနေမျိုးနွယ်စုရဲ့အင်အားကိုတမင်လျှော့ချဖို့လုပ်ခဲ့တာဆိုပြီးတော့ Greenland ကျွန်းသားတွေကဒီနေ့ထိဆွဆွဲနေကြတယ်ဒီနေရာမှာတခုတတိထားမိတာကခေဟောင်းကိုလိုနီစနစ်ကပြီးဆုံးသွားပြီဆိုရင်ပဲလို့ Neo-colonialism ပေါ့လေခေတ်သစ်ကိုလိုနီစနစ်ကအတွင်တစ်မျိုးနဲ့အရင်လိုဓာတ်ရိုက်နေမြေသိမ်းမှုတွေမဟုတ်တော့ဘဲနဲ့နိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုစနစ်တွေကိုတွယ်ဝိုက်ထိန်းချုပ်ထားတဲ့စနစ်တစ်ခုအနေနဲ့ပေါ်ပေါက်လာတာကိုတွေ့နေရပါတယ်။ Greenland ကြောင့်ပြန်ဆက်ရရင်ဒီလိုဖိနှိပ်မှုတွေကြောင့်ပဲ1980ပြည့်လွန်နှစ်တွေမှာ Greenland လွတ်လပ်ရေးလှုပ်ရှားမှုစတင်အားကောင်းခဲ့တယ်။ ဒီ
ဒီလိုအားကောင်းလာတဲ့အတွက်ကြောင့်ဒိမတ်အစိုးရကဖြေလျှော့မှုတွေလုပ်ခဲ့ရတယ်။ရလဒ်အနေနဲ့1989ခုနှစ်မှာဒိမတ်အစိုးရကဂရင်းလန်းကျွန်းကိုပြည်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေး Home Rule ပေးခဲ့တယ်။ဒီစစ်မှာတော့ဂရင်းလန်းကျွန်းသားတွေကကျန်းမာရေး၊ပညာရေး၊ယဉ်ကျေးမှု၊ငါးဖမ်းလုပ်ငန်းစားတဲ့ပြည်တွင်းရေးရာတွေကိုကိုယ်တိုင်စီမံခွင့်ရခဲ့တယ်။အကြီးမားဆုံးချုပ်ကွေးကတော့2008ခုနှစ်တမိုင်းဝင်ပြည်သူ့ဆန္ဒခံပွဲပါ။တကယ်တော့ဂရင်းလန်းကျွန်းကမြန်မာနိုင်ငံထက်3ဆကျော်ကြီးပြင်မယ်လို့လူကြီးအားဖြင့်96,000ကျော်98,000လောက်ပဲနေထိုင်ပါတယ်။အဲဒီဆန္ဒခံပွဲမှာကျွန်းလူဦးရေရဲ့85%ကျော်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်လို့မဲပေးတဲ့အတွက်ကြောင့်2009ခုနှစ်မှာဒိမတ်ဆိုရကဂရင်းလန်းကျွန်းကိုကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရှိတယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာဆက်ဘရူသတ်မှတ်ခဲ့တယ်။ဒီလိုနဲ့ဂရင်းလန်းဆိုရကတရားစီရင်ရေးရဲတပ်ဖွဲ့နဲ့အရေးကြီးဆုံးဖြစ်တဲ့ကျွန်းပေါ်ကတန်စတာတွေကိုကိုယ်တိုင်စီမံခန့်ခွဲခွင့်ရလာခဲ့တယ်။ဒိမတ်ဆိုရကတော့နိုင်ငံခြားရေးကာကွယ်ရေးတို့ကိုပဲအဓိကတာဝန်ယူတော့တယ်။ဒါပေမဲ့ဂရင်းလန်းသားတွေရဲ့အနိမပန်းနိုင်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာမဟုတ်ပါဘူး။လွတ်လပ်တဲ့ဂရင်းလန်းနိုင်ငံထူထောင်ခြင်းမှာဒါအကြောင်း2023ခုနှစ်မှာတော့ဂရင်းလန်းကျွန်းသားတွေကသူတို့ရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကိုရေးဆွဲပြီးတော့လွတ်လပ်တဲ့ဂရင်းလန်းနိုင်ငံထူထောင်ဖို့စတင်ပြင်ဆင်နေပါပြီ။ဒီနေရာမှာကျွန်တော်တို့သိထားရမယ်2025ဇန်နဝါရီလူထုစစ်တမ်းတစ်ခုရှိပါတယ်။ဒီစစ်တမ်းအရဂရင်းလန်းကျွန်းသား56%ကတိကျလွတ်လပ်တဲ့နိုင်ငံအဖြစ်ရည်တည်လို့ကြောင်းဖော်ပြခဲ့ပါတယ်။စိတ်ဝင်စားဖွယ်ကောင်းတာကအမေရိကန်ရဲ့အစိပ်ပိုင်းဖြစ်ချင်တယ်လားလို့မေးတဲ့အခါမှာ85%နီးပါးက no လို့ပြတ်ပြတ်တသားညင်းပါတယ်။ဒါကကဘာကြီးကိုတို့လို့ပေးလိုက်တဲ့ရှင်းလင်းတဲ့ message ပါပဲ။တို့ပြောလို့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။တို့ကဒိမတ်လူမျိုးမဟုတ်တယ်လို့အမေရိကန်လည်းမဟုတ်ပါဘူး။တို့ဟာဂရင်းလန်းသားတွေဆိုတာပါပဲ။တကယ်တော့ဂရင်းလန်းကျွန်းသားတွေကကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရှိတဲ့လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာဖို့တိုက်ပွဲဝင်နေတာကြာပါပြီ။ဂရင်းလန်းကျွန်းရဲ့လွတ်လပ်ရေးကတို့အတွက်အိမ်မက်ဖြစ်ပေမဲ့အမေရိကန်တွေအတွက်တော့ဒါကအခွင့်အလမ်းလားသို့မဟုတ်ချင်းချောက်မှုလားဆိုတဲ့မေးခွန်းကပေါ်လာပြန်ပါတယ်။ဒီမေးခွန်းကိုအဖြေရှာဖို့ဆိုရင်ကျွန်တော်တို့ကအမေရိကန်ကိုဒီမိုကရေစီကာကွယ်သူရှောက်သူပြန်ပွားအောင်လုပ်သူဆိုတဲ့စကားလုံးတွေနဲ့ကြည့်လို့မရတော့ပါဘူး။အမေရိကန်ကအင်အားကြီးနိုင်ငံဖြစ်တဲ့ Great Power နိုင်ငံတစ်ခုဖြစ်တဲ့အတွက်သူတို့ရဲ့အမျိုးသားအကျိုးစီးပွား National Interest ပေါ်မှာဘယ်လိုတွက်ချက်နေတယ်လဲဆိုတာကိုခွဲခြမ်းဖို့လိုအပ်လာပါပြီ။အကြမ်းမြင့်နေတဲ့ကြည့်မယ်ဆိုလို့ရှိရင်ဂရင်းလန်းရဲ့လွတ်လပ်ရေးကအမေရိကန်တွေအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်နိုင်ခြေရှိပါတယ်။လက်ရှိမှာဂရင်းလန်းကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတယ်ဆိုပေမဲ့နိုင်ငံခြားရေးနဲ့ကာကွယ်ရေးကဏ္ဍတွေကိုတော့ဒိမတ်ကအဆုံးဖြတ်အောင်မှာပဲရှိပါသေးတယ်။ဒါကြောင့်အမေရိကန်အနေနဲ့ဂရင်းလန်းကျွန်းရေးကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာဒိမတ်နေတို့အမေရိကန်ဆိုတဲ့စနစ်အောက်ကပဲသွားနေရပါတယ်။တကယ်လို့ဂရင်းလန်းကျွန်းအပြည့်အဝလွတ်လပ်တဲ့နိုင်ငံဖြစ်သွားရင်တော့အရင်လိုမျိုးဒိမတ်နဲ့နေတို့ကိုကြားခံစရာမလိုတော့ဘဲနဲ့ဂရင်းလန်းဆိုရနဲ့စစ်ရေးလုံခြုံရေးစီးပွားရေးသဘောတူညီချက်တွေကိုဓာတ်ရိုက်စိတ်ကြိုက်လုပ်နိုင်မဲ့အခွင့်အရေးရှိလာမှာပါဒီလိုပဲဂရင်းလန်းကျွန်းမှာရှိတဲ့သူတို့အခြေစိုက်ထားတဲ့သူတို့ရဲ့စစ်စခန်းတွေကိုလည်းအခုထက်ပိုပြီးတော့တည်ငြိမ်တဲ့ရေရှည်အသုံးချလို့ရမယ့်အခြေအနေတွေဖန်တီးလာနိုင်မှာပါအရေးကြီးဆုံးကတော့ဂရင်းလန်းမှာရှိနေတဲ့တဘာဝတန်စတာတွေကိုအမေရိကန်အနေနဲ့ဓာတ်ရိုက်ချုပ်ကင်နိုင်မဲ့လမ်းစာပွင့်လာမှာပါဒါတွေကိုကြည့်ရင်တော့ဒီဂရင်းလန်းကျွန်းလွတ်လပ်ရေးဟာအမေရိကန်တွေအတွက်အာသိတ်ဒေတာမှာသူတို့ရဲ့စစ်ရေးနဲ့စီးပွားရေးအင်အားကိုတိုးချဲဖို့အခွင့်အလမ်းတစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကကိစ္စတစ်ခုကိုကြည့်တဲ့အခါမှာတစ်ဖက်ပိတ်ကြည့်လို့တော့မရပါဘူး။အရာအလုံးကအကောင်းကြီးပဲရှိနေဖို့ကခက်ပါတယ်။ဆိုလိုတာကဂရင်းလန်းရဲ့လွတ်လပ်ရေးဟာအမေရိကန်တွေအတွက်အပြုသဘောကြီးပဲလားဆိုတော့မဟုတ်ပါဘူး။အမေရိကန်တွေအကြောက်ဆုံးကအချုပ်အခြာအာဏာဆိုင်ရာဟာကွက်ပါ။ဂရင်းလန်းသာလွတ်လပ်ရေးရသွားမယ်ဆိုလို့ရှိရင်အမေရိကန်ကဒိမတ်ကနေတဆင့်အသုံးချလို့ရနေတဲ့ဗီဒီယိုအာဏာကိုရှုံသွားပါလိမ့်မှာ။နောက်ဆိုလို့ရှိရင်ဒိမတ်ကနေတဆင့်ထိန်းကြီးလို့မရတော့ဘဲနဲ့ဂရင်းလန်းအစိုးရကပဲအလုံးစုံဆုံးဖြတ်တော့မှာပါ။ဒါကအမေရိကန်တွေအတွက်တော့တကယ့်ကိုခေါင်းခဲစရာကိစ္စတစ်ခုဆိုပါတော့။ဂရင်းလန်းကျွန်းရဲ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလိုရည်ကနေပါတယ်လို့စီးပွားရေးအခြေခံကလည်းအားနည်းလှပါတယ်။စီးပွားရေးအရာငါးဖမ်းလုပ်ငန်းနဲ့ခီးသွွားလုပ်ငန်းတွေကိုပဲအဓိကမှီခိုနေရတာပါ။ဝင်ငွေအားဖြင့်ဂရင်းလန်းအစိုးရအနေနဲ့တစ်နှစ်ကို1 ဘီလီယံအောက်ပဲရရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့အသုံးစရိတ်ကတော့တစ်နှစ်ကို1.5 ဘီလီယံနီးပါးကိုရှိပါတယ်။ဒီလိုဝင်ငွေနဲ့ထွက်ငွေမျှမနေတဲ့အခြေအနေကိုလက်ရှိမှာတော့သူတို့ကဒိမတ်အစိုးရစီကရတဲ့ထောက်ပံ့ကြီးတစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း900ကျော်တန်း600ကျော်နဲ့ဖြစ်ရှင်းနေပါတယ်။ဒီလိုအခြေအနေရှိတဲ့နေမြေတစ်ခုကလွတ်လပ်ရေးရသွားတဲ့အခါမှာသူတို့ကြုံတွေ့နေရတဲ့ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့ဒီငွေကြေးဟာကွက်ကိုဘယ်လိုတွေစီကအကူအညီနဲ့ဖြစ်ရှင်းမလဲဆိုတာကအမေရိကန်တို့အရေးကြီးလာပါတယ်။ဒီနေရာမှာတရုတ်နဲ့ရုရှားလိုအင်အားကြီးနိုင်ငံတွေကလည်း
ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်တက်ပြီးတော့ဝင်လာနိုင်ခြေတွေအများကြီးရှိပါတယ်တရုတ်နိုင်ငံအနေနဲ့ Greenland ကျွန်းပေါ်ကိုစိတ်ဝင်စားခဲ့တာကြာပါပြီတစ်ဖက်မှာလည်း Greenland ဆိုရကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးကြတဲ့ကတရုတ်နိုင်ငံနဲ့ဓာတ်ရိုက်ဆက်ဆံမှုတွေတိုးပွားလှုပ်ဆောင်နေပါတယ်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်2011ခုနှစ်က Greenland ရဲ့စက်မှုနဲ့တရားစတာဝန်ကြီးကတရုတ်နိုင်ငံကိုတွားရောက်ခဲ့တယ်လို့ပဲတရုတ်ကမြေယာနဲ့တရားစတာဝန်ကြီးက2012မှာဆိုလို့ရှိရင် Greenland ကျွန်းကိုလာရောက်လက်ပတ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာနှစ်ဖက်စလုံးကအစည်းအဝေးရေးကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစည်းအဝေးတွေဇက်တိုက်လုပ်လာပြီးတော့2015မှာတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက Greenland ကျွန်းထဲကိုစတင်ဝင်ရောက်လာခဲ့ပါတော့တယ်ဒီဖြစ်ရပ်တွေခြုံကြည့်ရင်ပဲ Greenland ဆိုရကကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတဲ့နိုင်ငံရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့အတွက်လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာတဲ့အခါမှာသူတို့ရဲ့အမျိုးသားကျိုးစီးပွားကိုဥတည်ပြီးတော့အမေရိကန်၊ဥရောပ၊ရုရှား၊တရုတ်တို့ကြားမှာအပေးယူလို့ညှိနှိုင်းကစားဖို့စ조사လာနိုင်ခြေတဲ့ရှိနေပြန်ပါတယ်။ဒါကအင်အားကြီးနိုင်ငံတွေကြားမှာကိုယ်ကံကြမ္မာကိုဖန်တီးဖို့စ조사တယ်ဆိုပေမဲ့လို့အမေရိကန်ပြည်ထောင်စုတွေတော့အလွန်ကိုစိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပါတယ်။အမေရိကန်ဆိုရအနေနဲ့ဒီ Greenland ကျွန်းကိုလိုအပ်ကြောင်းပြောလာတဲ့အခါတိုင်းအမေရိကန်လုံခြုံရေး၊ဥရောပလုံခြုံရေး၊ကမ္ဘာလုံခြုံရေးဆိုတဲ့စကားကိုအမြဲသုံးပါတယ်။ဒီမှာကျွန်တော်တို့မေးခွန်းထုတ်ဖို့လိုတာကGreenland ကျွန်းကတကယ်ပဲအနောက်နိုင်ငံတွေရဲ့လုံခြုံရေးတွေဒီလောက်ထိအရေးကြီးနေသလားဆိုတာပါပဲ။ဒါကိုသိရဖို့ Greenland ကျွန်းရဲ့ပထဝီအနေအထားကိုအရင်ကြည့်ရပါမယ်။ Greenland ကျွန်းကအာတိတ်ဒေသနဲ့မြောက်အတ္တလန္တိတ်သမုဒ္ဒရာကြားမှာရှိပြီးတော့အမေရိကန်၊ကနေဒါ၊ဥရောပနဲ့ရုရှားတို့ကိုဆက်သွယ်ထားတဲ့မဟာဗျူဟာမြောက်လမ်းကြောင်းပေါ်မှာအတိအကျသိရှိနေတာပါ။ဟိုးအရင်ကတော့ဒီအာတိတ်ဒေသကရေခဲတွေအမြဲတမ်းဖုံးလွှမ်းနေပြီးတော့တွားရလာရတကယ်ကိုခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ဒီယနေ့ခေတ်ကမ္ဘာကြီးပွင့်လင်းလာမှုရဲ့နောက်ဆက်တွဲရလဒ်ကြောင့်အာတိတ်ဒေသမှာရေခဲတွေအရေးပြောလာပြီးတော့ကုန်တင်သမောတွေစစ်သမောတွေပို့ပြီးတော့တွားလာနိုင်တဲ့လမ်းကြောင်းတစ်တွေဖြစ်ပေါ်နေပါပြီ။ဒီအချက်ကရုရှားနဲ့တရုတ်တို့အတွက်အခွင့်အလမ်းကောင်းကြီးဖြစ်လာပြီးတော့အမေရိကန်နဲ့ဥရောပတို့အတွက်တော့လုံခြုံရေးဆိုင်ရာစင်ခေါ်မှုကြီးဖြစ်လို့လာနေပါပြီ။ဒီနေရာမှာရုရှားနိုင်ငံရဲ့လှုပ်ရှားမှုတွေကိုသတိထားကြည့်ဖို့လိုပါတယ်။ရုရှားက Greenland ကျွန်းတည်ရှိနေတဲ့အာတိတ်ဒေသမှာသူတို့ရဲ့မြောက်ပိုင်းရေတပ်အင်အားစုတွေကိုအခြေခံပြီးတော့စစ်ရေးအင်အားတိုးချဲ့မှုတွေကိုလှုပ်လာပါတယ်။အထူးသဖြင့်ယူကရိန်းကိုစတင်ကျူးကျော်တဲ့2022နောက်ပိုင်းမှာဆိုရင်တော့ရုရှားကအာတိတ်ဒေသဝန်းကျင်မှာစစ်အင်အားတိုးချဲ့တာလက်နက်စမ်းသပ်တာတွေကိုတိတိတတ်တာနဲ့ပေါ်ပေါ်တင်တင်တိုးမြင့်လှုပ်ဆောင်နေပါတယ်။ဒါအပြင်ကိုလာကျွန်းဆွယ်မှာလည်းရေဒါစကန်တွေနဲ့လေကြောင်းရန်ကာကွယ်စနစ်တွေအရှိန်အဟုန်နဲ့ကိုပဲပြန်လည်ပြီးတော့တိစောက်နေပါတယ်။ဒီလောက်ရက်တွေကဥရောပအတွက်တော့လုံခြုံရေးဆိုင်ရာတတိပေးခေါင်းလောင်းဖြစ်လာပြီးတော့အမေရိကန်တို့လည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတာကိုအချက်ပြနေတာပါ။လုံခြုံရေးအရာအရေးကြီးဆုံးချက်ကိုပြောရမယ်ဆိုလို့ရှိရင်ရုရှားရဲ့နျူကလ িয়ার တားဆီးရေးစွမ်းအင်ရဲ့အစိပ်ပိုင်းတော်တော်များများကလည်းဒီအာတိတ်ဒေသနဲ့ချိတ်ဆက်ပြီးတော့ဖြစ်ပေါ်နေတာပါ။ဒီလိုလုံခြုံရေးဆိုင်ရာစင်ခေါ်မှုတွေအောက်မှာ Greenland ကျွန်းကအမေရိကန်ပြည်ထောင်စုတွေသူတို့ရဲ့နားနဲ့မျက်စိလိုတင်စားရင်လည်းမမှားပါဘူး။ဘာကြောင့်လဲဆိုတော့အာတိတ်ဒေသမှာရှိတဲ့ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့တိုက်ချင်းပြနျူကလ িয়ার ဒုံးကျည်တွေကိုခြေရာခံမှုနဲ့အမေရိကန်အတွက်ဖြစ်လာတဲ့များချင်းချောက်မှုတွေကိုထောက်လှမ်းဖို့ကဒီ Greenland ကျွန်းကြီးဟာဘိုးချက်မှာပဲဖြစ်နေလို့ပါ။ဒါကြောင့်ပဲ1952ခုနှစ်မှာကမ္ဘာမြောက်ဘက်အကျဆုံးစစ်အခြေစိုက်စခန်းဖြစ်တဲ့ထူလေးလေတပ်စခန်းကိုဒီ Greenland ကျွန်းမှာပဲတိစောက်ခဲ့တာပါ။ယခုခါမှာဆိုရင်တော့ဒီစခန်းကိုဖီတူဘီစစ်အာကာသစခန်းပြည်အဆင့်မြင့်တင်ပြီးတော့အမေရိကန်ကနေဒါပူးပေါင်းလုံခြုံရေးစနစ်နဲ့အတူရုရှားရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုစက္ကန့်မလက်စောင့်ကြည့်နေပါတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ကတရုတ်နိုင်ငံကိုမေ့ထားလို့တော့မရပါဘူး။တရုတ်နိုင်ငံကအာတိတ်ဒေသကိုသူတို့ရဲ့အမြင့်ဆုံးဦးစားပေးနယ်မြေလို့သတ်မှတ်ပြီးတော့သိပ္ပံနဲ့အာကာသဆိုင်ရာသုတေသနလုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေကိုတိုးချဲ့ပြီးတော့လှုပ်ဆောင်နေပါတယ်။ဥပမာတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်2019ခုနှစ်တုန်းကဒီ Greenland ရဲ့မြို့တော် Nuuk မှာအဝေးထိန်းစနစ်နဲ့အချက်လက်တွေကိုတိုင်းတာရယူဖို့ဆိုပြီးတော့တရုတ်နိုင်ငံကမြေပြင်ဂျိုတိုးစခန်းတစ်ခုတိစောက်ဖို့စူးစမ်းခဲ့ပါလိမ့်တယ်။အမေရိကန်ဆိုရကဒီသုတေသနစခန်းကဘလို့ပဲသုတေသနအလုပ်တွေကိုလုပ်ပါမယ်ဆိုအောင်တော့စစ်ရေးရထောက်လှမ်းမှုတွေကိုလည်းလှုပ်လာနိုင်တယ်ဆိုပြီးတော့ဒိမတ်ဆိုရကိုဖိအားပေးပြီးတော့စီမံကိန်းကိုရပ်တန့်စေခဲ့ပါတယ်။ဒါတင်မကသေးဘူး2018ခုနှစ်တုန်းကလည်း Greenland ဆိုရကသူတို့ရဲ့နိုင်ငံတကာလေဆိပ်ကြီး3ခုကိုတိုးချက်တိစောက်ဖို့တင်ဒါခေါ်တဲ့အခါမှာလည်းတရုတ်အစိုးရပိုင်းစီလေးလုံးကုမ္ပဏီကတက်ကြကြနဲ့ကိုပါဝင်ဖို့စူးစမ်းခဲ့ပြန်ပါလိမ့်တယ်။စီမံကိန်းတွေကဘလို့ပဲအရက်ဖက်အသုံးပြုဖို့လို့ဆိုနေပေမဲ့လို့ဒီလိုမဟာဗျူဟာကျတဲ့နေရာမျိုးမှာတရုတ်ကခြေလှမ်းတွေအရန်တွက်လာတာကိုအမေရိကန်နဲ့နောက်အုပ်စုကလုံးဝကိုလက်မခံနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒိမတ်ဆိုရကကိုယ်တိုင်ပဲငွေကြေးစိုက်ပြီးတော့ဒီစီမံကိန်းတွေကိုအကောင့်ထဲပေါ်ခဲ့ရပါတယ်။
မေရိကန်အစိုးရရဲ့အမြင်မှာတော့စီမံကိန်းတွေကဘလို့ပဲစီးပွားရေးအရာအရက်ဖက်အသုံးလို့ပြောနေစေအောင်တော့စစ်ဘက်ဆိုင်ရာအတွက်ပါအသုံးချသွားနိုင်တယ်ဆိုပြီးတော့ခိုင်ခိုင်မာမာပဲကောက်ချက်ချထားပါတယ်။ဒါတွေကိုကြည့်ချင်းအားဖြင့်ဒီ Greenland ကျွန်းကအမေရိကန်တွေအတွက်တော့ကျွန်းတစ်ကျွန်းမျှတာမဟုတ်ပါဘူး။ရုရှားနဲ့တရုတ်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုစောင့်ကြည့်တားဆီးမဲ့အာသိတ်ဒေတာရဲ့အရေးကြီးဆုံးကင်းမျှော်စင်ကြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။စစ်ရေးဗျူဟာအပြင် Greenland ကျွန်းကိုအမေရိကန်တို့လိုချင်နေတဲ့ဒုတိယအကြောင်းရင်းကတော့ရေလမ်းကြောင်းပဲဖြစ်ပါတယ်။ဒါကိုနားလည်ဖို့လက်ရှိကမ္ဘာရာသီအခြေအနေတွေကိုကြည့်ရပါမယ်။ကမ္ဘာကြီးပူနွေးလာမှုကြောင့်အာသိတ်ဒေတာကရေခဲပြင်နေတာဆယ်စုနှစ်တစ်ခုကို10%ကျော်နဲ့ကိုပျောက်ကွယ်နေတာပါ။ဒီနှုန်းတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်2040ဝန်းကျင်မှာတော့အာသိတ်ဒေတာဟာနွေရာသီမှာရေခဲလုံးဝမရှိတဲ့အခြေအနေတွေကိုရောက်သွားမယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒါကတဘာဝပတ်ဝန်းကျင်အတွက်တတိပေးခေါင်းလောင်းဖြစ်နေပေမဲ့လို့ရုရှားနဲ့တရုတ်တို့အတွက်တော့အခွင့်အလမ်းတစ်ခုဖြစ်နေတာပါ။လက်ရှိကမ္ဘာကုန်သွယ်ရေးကိုကြည့်မယ်ဆိုလို့ရှိရင်အာရှနဲ့ဥရောပကိုဆက်သွယ်ဖို့အတွက်စူအတ်တူမြောင်းနဲ့မလကာရီလက်ကြားတို့ကိုဖျက်ဆီးနေရမှာပါ။တို့တစ်ပြေမလကာရီလက်ကြားကတရုတ်နိုင်ငံအတွက်တော့ choking point လို့ခေါ်တဲ့သူ့လေဘင်းကိုညှစ်ခံထားရတဲ့နေရာတစ်ခုလိုဖြစ်နေရတာပါ။အချက်လက်တချို့ကိုကိုးကားရမယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့စွမ်းအင်တင်သွင်းမှုနဲ့ကုန်စည်စီးဆင်းမှုစုစုပေါင်း80%ကျော်ကဒီမလကာရီလက်ကြားကိုပဲမိခိုးပြီးတော့ဖျက်ဆီးနေရတာပါ။ပို့ပြီးတော့စိုးရိမ်စရာကောင်းတာကဒီရေလက်ကြားဝန်းကျင်မှာဆိုလို့ရှိရင်အမေရိကန်ကသူတို့ရဲ့ရေတပ်အင်အားနဲ့မဟာမိတ်ကွန်ရက်ကိုအခိုင်အမာပဲတိစောက်ထားပြီးတော့စိုးမိုးထားတာပဲဖြစ်ပါတယ်။တကယ်လို့တရုတ်အနေနဲ့အမေရိကန်နဲ့စစ်ရေးပဋိပက္ခတစ်ခုခုဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ရေလက်ကြားကိုအမေရိကန်ကပိတ်လိုက်တာနဲ့တရုတ်ရဲ့ကုန်သွယ်ရေးနဲ့စွမ်းအင်လမ်းကြောင်းတစ်ခုလုံးကချက်ချင်းပဲပြတ်တောက်သွားမှာပါ။ဒါကိုပညာရှင်တွေကမလကာဒိုင်လမ်မာလို့ခေါ်ကြပါတယ်။အခုတော့အာသိတ်ဒေတာကရေခဲပြင်တွေအရေးပြောလာပြီးတော့အာသိတ်သမုဒ္ဒရာဖြတ်လမ်းကြောင်းတွေပေါ်ပေါက်လာပါတယ်။ဒီလမ်းကြောင်းကမလကာရေလက်ကြားနဲ့စူရတူမြောင်းတို့ကိုပတ်တွားကြမလို့တော့ပဲနဲ့တရုတ်ကအိမ်ရှိကနေရုရှားကိုဖျက်ပြီးတော့ဥရောပကိုဓာတ်ရိုက်သွားလို့ရမယ်လမ်းကြောင်းပါဒီလမ်းကြောင်းတစ်ကလက်ရှိလမ်းကြောင်းတွေထက်အကွာဝေးအားဖြင့်40%လောက်ပိုပြီးတော့တိုးသွားပါမယ်။ဥပမာအားဖြင့်တရုတ်ကနေဥရောပကိုကုန်စည်တွေပို့မယ်ဆိုလို့ရှိရင်ပုံမှန်လမ်းကြောင်းဖြစ်တဲ့မလကာရေလက်ကြားကိုဖျက်မယ်ဆိုလို့ရှိရင်ရက်ပေါင်း30ကနေ40ကျော်ထိကိုကြာသွားနိုင်ပါတယ်။ဒါပေမဲ့ဒီအာသိတ်လမ်းကြောင်းတစ်ကနေသွားမယ်ဆိုရင်တော့ရက်ပေါင်း20ဝန်းကျင်ပဲကြာတော့မှာပါ။ဒါကကမ္ဘာကုန်သွယ်ရေးရဲ့စီမင်းကြီးကိုအကြီးကျယ်ပြောင်းလဲပြမဲ့ကိစ္စပါ။ဒါကြောင့်လည်းရုရှားကဒီလမ်းကြောင်းကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ပဲတရုတ်နိုင်ငံကလည်းဝင်ရိုးစွန်းပိုးလန်းမာကြီးစီမံကိန်းအဖြစ်ရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်ဆောင်နေတာပါတရုတ်ကရွေးချက်ကရှင်းပါတယ်အာသိတ်ဒေတာရဲ့တိုးတောင်းတဲ့ရေလမ်းကြောင်းတွေကိုအသုံးချပြီးတော့အာရှနဲ့ဥရောပတို့ကိုချိတ်ဆက်ဖို့ပါပဲဒါကိုလက်တွေ့ဖြစ်လာဖို့အတွက်ရုရှားနဲ့အနီးကပ်ပူးပေါင်းနေတယ်လို့ပဲအာသိတ်ဒေတာမှာစိတ်ကမ်းတွေတိစောက်တာသုတေသနလုပ်ငန်းတွေလှုပ်ဆောင်တာစသဖြင့်ငွေကြေးအမြောက်အများတုံးဆွဲနေပါတယ်ဒီစီမံကိန်းတွေကမလကာရီလက်ကြားလိုပိတ်ဆို့ခံထားရမှုကနေကျော်လွှားနိုင်ဖို့တရုတ်ကမဟာဗျူဟာမြောက်ပြင်ဆင်ခြင်းပါပဲဒါကြောင့်ဒီ Greenland ကျွန်းကဒီကုန်သွယ်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်ဖို့နဲ့ကာကွယ်ဖို့အတွက်အလွန်ကိုရေးပါတဲ့နေရာတစ်ခုဖြစ်လာနေပါပြီ Greenland ကျွန်းကအာတိတ်ကနေအတ္တလန်တိတ်ထဲကိုဝင်မဲ့ GIUK Gap လို့ခေါ်တဲ့ Greenland, Iceland, UK ရေပြင်ဧရိယာရဲ့ထိပ်ဖျားမှာရှိနေတာပါသူ့ကိုထိန်းချုပ်နိုင်ခြင်းကအာတိတ်ရေလမ်းကြောင်းတစ်ကဝင်ပေါင်းတဲ့ထွက်ပေါက်ကိုထိန်းချုပ်လိုက်တာနဲ့အတူတူပါပဲအမေရိကန်တွေအတွက်တော့ Greenland ကျွန်းကတရုတ်ကမလကာအကျက်တဲကနေလွတ်မြောက်မဲ့ကြိုးပမ်းမှုကိုတံပြန်နိုင်မဲ့အဓိကနေရာကြီးဖြစ်နေတာပါ။ဒါကြောင့်သူ့ရဲ့ဓာတ်ရိုက်ဩဇာအောက်မှာပဲ Greenland ကျွန်းကိုထားရှိဖို့ကြိုးစားချင်နေတာဖြစ်ပါတယ်။နောက်ဆုံးအမေရိကန်ဆိုရအနေနဲ့ Greenland ကျွန်းကိုဘာကြောင့်ဒီလောက်ထိလိုချင်နေတယ်လဲဆိုလို့ရှိရင်တဘောတန်စတာကြောင့်လို့ပြောရမှာပါ။အဝိကကြည့်ရင်ရေခဲပြင်ကြီးတွေဖုံးနေတဲ့ Greenland ကျွန်းမှာဆိုလို့ရှိရင်ရေနံတဘာဓာတ်ငွေနဲ့တွင်းထက်တန်စတာပေါင်းများစွာရှိပါတယ်။အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ရဲ့ခံမှန်းချက်အရGreenland ကျွန်းကမ်းရိုးတန်းမှာတင်ရေနံစီပေါင်း 9.3 ဘီလီယံနဲ့တဘာဓာတ်ငွေကုဗပေပေါင်း52ထရီလီယံခန့်ထိရှိနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရေနံထက်ပိုပြီးတော့အရေးကြီးလာတာကမြေရှားသတ္တုပါ။မြေရှားသတ္တုကကမ္ဘာအနာဂတ်စက်မှုဒေါ်လာရေးတွေအခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့စမတ်ဖုန်းတွေ၊ကွန်ပျူတာတွေ၊တီဗီတွေ၊လက်စစ်ကားတွေစစ်ဘက်ဆိုင်ရာမှာသုံးနေတဲ့မစ်ဇိုင်းဒုံးတွေတိုက်လေယာဉ်တွေထိကဒီသတ္တုမပါဘဲနဲ့ထုတ်လုပ်လို့မရပါဘူး။မြေရှားသတ္တုမရှိဘဲနဲ့ကျွန်တော်တို့မျှော်မှန်းထားတဲ့အာကာသစူးစမ်းလေ့လာရေးခရီးစဉ်တွေ clean energy တွေဆိုတာကလက်တွေ့ဖြစ်လာဖို့မလွယ်ကူပါဘူး။ဒီလောက်ထိအရေးပါနေတဲ့မြေရှားသတ္တုထုတ်လုပ်မှုကိုတရုတ်နိုင်ငံကလက်ဝဲကြီးအုပ်ချုပ်ကင်ထားတာဆယ်စုနှစ်2ခုနီးပါးရှိနေပါပြီ။ကမ္ဘာမြေရှားထုတ်လုပ်မှုရဲ့90%ကျော်ကိုတရုတ်ကချုပ်ကင်ထားတာပါ။ဒီလိုတရုတ်ပေါ်အလုံးစုံမှီခိုနေရတာကအမေရိကန်နည်းပညာကဏ္ဍနဲ့ကာကွယ်ကဏ္ဍအတွက်တော့အကြီးမားဆုံးအားနည်းချက်ကိုဖြစ်ပေါ်စေပါတယ်။
တရုတ်နဲ့အမေရိကန်ကုန်သွယ်စစ်ပွဲဖြစ်လာတဲ့အခါတိုင်းမှာတရုတ်ကဒီမြေရှားတပ်ထုကိုလက်နက်တစ်ခုတော့သုံးချပြီးတော့အသာယူလက်ရှိတာကိုကျွန်တော်တို့2025ဖြစ်စဉ်တွေကိုကြည့်ရင်ပဲတွေ့နိုင်ပါတယ်။ဒါကြောင့်အမေရိကန်ဆိုရအနေနဲ့တရုတ်ပေါ်ဒီလိုမိခိုရီရတာကိုဖြစ်ရှင်းနိုင်ဖို့အပြင်းထန်စ조사နေကြတာကြာပါပြီ။အခုဂရီလန်ကျွန်းပေါ်မှာမြေရှားတပ်ထုတွေအမြောင်အများရှိနေတယ်ဆိုတာကအမေရိကန်အတွက်တော့အားကိုးစရာဖြစ်လာပါတယ်။ဒိမတ်ဆိုရရဲ့လေ့လာတွေ့ရှိချက်တွေအရဒီဂရီလန်ကျွန်းပေါ်မှာမြေရှားတပ်ထုမက်ထရစ်တန်ချိန်ပေါင်း36တန်းကျော်ရှိရလို့ပြောပါတယ်။ဒါကကမ္ဘာမှာဒုတိယအများဆုံးပါဒီဂရီလန်ကျွန်းပေါ်မှာဆိုလို့ရှိရင်အခြားအရေးကြီးတဲ့ရှားပါးတပ်ထုတွေဖြစ်တဲ့နီဂယ်ကိုဘော့ကျင်းနေနဲ့ယူရေနီယံတွေလည်းပေါ်များပါတယ်တချို့စည်ရင်စရာတွေရဆိုလို့ရှိရင်ဒီဂရီလန်ကျွန်းပေါ်မှာရှိတဲ့ရေနံတဘာဝဓာတ်ငွေ့နဲ့ရှားပါးတပ်ထုတွေရဲ့စုစုပေါင်းတန်ဖိုးဟာဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ4.4 ထရီလီယံခန့်တိတောင်ရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒါကကျွန်တော်တို့အရှေ့တောင်အာရှနိုင်ငံ17နိုင်ငံလုံးရဲ့ GDP ထက်ကိုပိုပြီးတော့များနေတာပါဒီလိုဆွဲဆောင်မှုတွေကြောင့်ပဲတရုတ်နိုင်ငံကဂရီလန်ကျွန်းကိုပိုင်အုပ်ချုပ်ခွင့်ရပြီးခေတ်ကခြေလမ်းတွတ်တွတ်နဲ့ကိုဝင်ရောက်စိုးမိုးလာတာပါဂရီလန်ကျွန်းပေါ်မှာဆိုလို့ရှိရင်မြေရှားယူရေနီယံတို့ခဲတမ်မနီနဲ့ကြေးအစားရှိတဲ့တန်စသားတွေကိုတူးဖော်လှုပ်ဆောင်နေတဲ့တရုတ်ကုမ္ပဏီပေါင်း၄ခုထက်မနည်းကိုရှိနေတာပါဒီထဲကကွန်နာဖီစီမံကိန်းကြောင်းကိုအသေးစိတ်ပြောချင်ပါတယ်ကွန်နာဖီစီမံကိန်းကမြေရှားနဲ့ယူရေနီယံကိုအဓိကတူးဖော်တဲ့စီမံကိန်းပါစင်းစရာတွေရဆိုလို့ရှိရင်ကမ္ဘာမြေရှားထုတ်လုပ်မှုရဲ့15%ကျော်ကဒီစီမံကိန်းတစ်ခုတည်းကနေထွက်ထားလို့သိရပါတယ်ဒီတူးဖော်မှုကိုတော့တရုတ်ဆိုရပိုင်းရှန်ကီရီဆိုကုမ္ပဏီကအဓိကပါဝင်ပတ်သက်ပြီးတော့လှုပ်ဆောင်နေတာပါဂရီလန်ကျွန်းဆိုရအနေနဲ့ဆိုလို့ရှိရင်ဒီစီမံကိန်းတစ်ခုတည်းကရမယ့်ဝင်ငွေနဲ့တင်ဒိမတ်အစိုးရစီကထောက်ပံ့ကြေးယူစရာမလိုတော့ဘဲနဲ့စီးပွားရေးအရာကိုပိုင်တိကျရပ်တည်သွားနိုင်မယ့်အခြေအနေမျိုးကိုဖန်တီးနိုင်မှာပါဒါပေမဲ့2021ခုနှစ်မှာတော့အခြေအနေကပြောင်းလဲသွားပါတယ်2021ဂရီလာရွေးကောက်ပွဲမှာယူရေနီယံထွက်ရှိမှုကိုအကြောင်းပြပြီးတော့ဒါကတဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတယ်။ဒါကြောင့်စီမံကိန်းကိုရန်နာသင့်တယ်ဆိုပြီးတော့ကြွေးကြော်တန်နဲ့မဲဆွယ်ခဲ့တဲ့ IA ပါတီကအနိုင်ရသွားပါတယ်။သူအာဏာရပြီးတာနဲ့သူ့ရဲ့ဂရိအတိုင်းစီမံကိန်းကိုရန်နာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာတစ်ချက်ရှိလာပါပြီ။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာတကယ့်ကိုအရေးကြီးတဲ့အကြောင်းတရားဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီဂရီလန်ကျွန်းမှာတရုတ်တို့ဩဇာလွှမ်းမိုးလာတာကိုဟန်သားခြင်းနဲ့ထိန်းချုပ်ခြင်းနဲ့အမေရိကန်နဲ့အနောက်အုပ်စုတွေရဲ့ပထဝီနိုင်ငံရေးဖိအားရောကင်းမလားဆိုတာကစဉ်းစားစရာပါဒီလိုအင်အားကြီးနိုင်ငံတွေရဲ့ကစားခွက်ကြားကမြန်မာပြည်အကြောင်းကိုပြောချင်ပါတယ်ပြီးခဲ့တဲ့2025ဇူလိုင်ဩဂတ်လလောက်ကဆိုရင်အမေရိကန်မူဝါဒချမှတ်သူတွေရဲ့ကြားမှာမြန်မာပြည်ကမြေရှားကိုဘလို့ရယူကြမလဲဆိုပြီးတော့အခြေတင်ဖြစ်ခဲ့ပါတယ်လက်ရှိကမ္ဘာနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက်မဖြစ်မနေသုံးရတဲ့လေးလံတဲ့မြေရှား heavy rare earth ရဲ့သုံးပုံနှစ်ပုံလောက်ကမြန်မာပြည်ကထွက်ရှိတာပါဒါကိုကျွန်တော်တို့အားလုံးလည်းအသိပါပဲတရုတ်ကမောင်ပိုင်စီးထားပါတယ်အမေရိကန်တွေနဲ့မြန်မာပြည်ကမြေရှားကိုလိုချင်တော်လည်းပဲလက်တွန့်နေပါတယ်အကြောင်းကတော့မြန်မာပြည်ကလူခွင့်ချိုးဖောက်မှုပေါင်းများစွာရှိတယ်ထို့အတူပဲမြန်မာပြည်ကတန်စတာတူဖော်မှုတွေကဆိုလို့ရှိရင်တဘာဝပတ်ဝန်းကျင်နဲ့လူခွင့်ရေးတွေကိုလေးစားလိုက်နိုင်ဖို့လုံးဝမရှိပါဘူးဒါကြောင့်သူတို့အနေနဲ့ရွေးချယ်ရမသိဟုဆုံးဖြတ်ထားပါတယ်ဒါပေမဲ့သမ္မတထွန်းတက်လာတဲ့အခါမှာတော့ bad choice is better than no choice ပေါ့ဘာမှမရှိတာတဲ့ဆိုလို့ရှိရင်မကောင်းတာမသိတော်တာကိုရွေးချယ်ရမယ်ဆိုတဲ့လက်တွေ့ကျတဲ့မူဝါဒဘက်ကိုရိမ့်လာပါတယ်ဒီလိုနဲ့2025ဇူလိုင်18ရက်နေ့မှာတော့မြန်မာပြည်ကမြေရှားအရေးကဒုသမ္မတ JD ဘန်းရဲ့ရုံးခန်းထဲအထိကိုရောက်ရှိလာပါတယ်ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရတချို့မူဝါဒချမှတ်သူတွေကမြန်မာပြည်ကမြေရှားကိုရရှိဖို့တရုတ်ကကစားကွက်တိုင်းစစ်တပ်နဲ့ KIA ကြားကိုငြိမ်းချမ်းရေးပွဲစားလုပ်ပြီးတော့မြန်မာပြည်ကမြေရှားကိုအိန္ဒိယပို့အိန္ဒိယကမှတစ်ဆင့်အမေရိကပို့ဆိုတဲ့ဒီလန်အထိကိုအဆိုတင်ခဲ့တယ်လို့သိရပါတယ်လက်ရှိ2026မှာတော့အခြေအနေတွေကတိတိကျကျပြောင်းလဲလာပါပြီအမေရိကန်နိုင်ငံကမြန်မာပြည်ကထွက်တဲ့မြေရှားနဲ့အမျိုးအစားချင်းတူညီတဲ့လေးလံတဲ့မြေရှားတန်ချိန်တန်းချီကိုဒီဂရီလန်ကျွန်းရဲ့တောင်ပိုင်းမှာအခိုင်အမာတွေ့ရှိသွားပါတယ်အခုဆိုလို့ရှိရင်အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CMC ကဒီဒေတာမှာမြေရှားတူးပေါ်ထုတ်လုပ်ဖို့ကိုဥဆောင်ချုပ်ကန်ပြီးတော့2026ကုန်တော့2029အစပိုင်းလောက်မှာမြေရှားတွေစတင်ထုတ်လုပ်နိုင်ဖို့အတွက်အရှင်ဟုန်ပြင်းလှုပ်ဆောင်နေပါတယ်တကယ်လို့ဒီစီမံကိန်းတာအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့ကမ္ဘာနိုင်ငံရေးကိုမြေရှားနဲ့ထိန်းချုပ်ထားမှုကိုတန်ပြန်သွားနိုင်မဲ့ဂိမ်းချိန်ချာတစ်ခုပဲဖြစ်သွားမှာပါဒါဆိုရင်အမေရိကန်ဆိုရအနေနဲ့ဘာကြောင့်ဂရီလန်ကျွန်းကိုလိုချင်နေတယ်လဲဆိုတာစာဝါမိမယ်ထင်ပါတယ်ချုပ်ရမယ်ဆိုလို့ရှိရင်သမ္မတထရန့်အနေနဲ့ဘလောက်ပဲလုံခြုံရေးကိုအကြောင်းပြနေပေမဲ့လို့ဒီဂရီလန်ကျွန်းမှာရှိတဲ့မြေရှားတွေရရှိဖို့ကသူတို့ရဲ့လက်ငင်းလိုအပ်ချက်အားကျန်နေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်သူတို့ပြောနေတဲ့စီးရီးယားရုရှားကိုဟန်တာဖို့ဆိုတာကဒုတိယဦးစားပေးလောက်ပဲဖြစ်ပါမယ်နောက်ဆုံးပေါ်ပေါက်လာမဲ့အာသိတ်ရေလမ်းကြောင်းတစ်ကိုထိန်းချုပ်ပြီးတော့တရုတ်ကိုပိတ်ဆို့ဖို့ဆိုတာကတော့သူတို့ရဲ့ရေရှည်မဟာဗျူဟာ long term strategy ပဲဖြစ်မှာပါခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂရီလန်ကျွန်းကအမေရိကန်နိုင်ငံအတွက်မြေရှားတိုက်တစ်ခုတည်းမကဘဲနဲ့ရုရှားနဲ့တရုတ်တို့ကိုတားဆီးနိုင်မဲ့မဟာဗျူဟာမြောက်ခံတပ်ကြီးတစ်ခုဖြစ်နေတာကိုတွေ့ရမှာပါ
ကမ္ဘာအာဏာလှည့်ပြောင်းကိုထိန်းချုပ်မဲ့နေရာတစ်ခုဆိုပါတော့ဒီနေရာမှာကျွန်တော်တို့တတိထားရမှာကအရေးပါလုံးလုံးရောက်သွားတဲ့ဒုက္ခကိုပါနိုင်ငံတစ်ခုဟာမဟာဗျူဟာရအလွန်ရေးပါလာပြီဆိုလို့ရှိရင်သူတို့ရဲ့ပြည်တွင်းရေးဟာသူ့တနိုင်ငံတည်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်တော့ပါဘူးအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးကစားကွက်ထဲရောက်သွားလိမ့်ရှိပါတယ်ဒီအခြေအနေတွေကဂရီလန်သားတွေအတွက်လွတ်လပ်ရေးအိမ်မက်နဲ့အတူပထဝီနိုင်ငံရေးဖိအားတွေကြားမှာဟန်ချက်ညီအောင်ရှောက်ရမယ်ကြိုးရမ်းကိုဖြစ်ပေါ်စေပါတယ် We choose Denmark. We choose NATO. We choose the Kingdom of Denmark. ဒါကဂရီလန်ကျွန်းတစ်ခုတည်းတော့မဟုတ်ပါဘူးအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားဆောင်ချက်မှာရှိနေတဲ့ကျွန်တော်တို့လိုနိုင်ငံတွေတော့ပါကြီးမားတဲ့သင်ခန်းစာပါဒါအကြောင်းနိုင်ငံငယ်လေးတွေအနေနဲ့ကိုယ့်အချုပ်ချာအာဏာကာကွယ်ဖို့ဆိုလို့ရှိရင်ပြည်တွင်းနိုင်ငံရေးအမြင်တစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးကမ္ဘာနိုင်ငံရေးအပြောင်းလဲတွေကိုမြင်ကွင်းကျယ်ကျယ်နဲ့ကြည့်ဖို့လိုအပ်လာပါပြီကိုယ့်နိုင်ငံရဲ့တန်ရာစတားနဲ့တည်နေရာကကမ္ဘာနိုင်ငံရေးပြိုင်ပွဲတနည်းအားဖြင့်ကမ္ဘာစစ်တုရင်ခုံပေါ်ကဘယ်နေရာမှာရှိနေတယ်လဲဆိုတာကိုနားလည်ထားမှဒါလင်အင်အားကြီးနိုင်ငံတွေရဲ့နေရုံမဖြစ်ဘဲနဲ့ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားကိုဖော်ဆောင်နိုင်မှာဖြစ်မှာပါဒီနေရာမှာမေးခွန်းလေးတစ်ခုပေါ်လာပါတယ်ဒီလိုပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြားမှာကျွန်တော်တို့တွေကဘောအတုံးချခံနေရုပ်တွေဖြစ်နေသလားပေါ့လက်ရှိကျွန်တော်တို့နိုင်ငံကြုံတွေ့နေရတဲ့နိုင်ငံရေးအကျက်သွဲတွေကရောဒီလိုပထဝီနိုင်ငံရေးကစားကွက်တွေနဲ့လုံးဝမတက်ဆိုင်ဘူးလို့ဆိုနိုင်မှာမလားပေါ့